အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ပြာပုံတွေကမြန်မာနိုင်ငံကိုကယ်တင်ခဲ့ပြီးတော့ကုန်းပေါင်မင်းဆက်ကိုစတင်တည်ထောင်ခဲ့တဲ့သူတယောက်ကြောင့်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်သူကတော့လောင်ဖျားဥကောင်စီရလို့ခေါ်ပြီးမုတ်ဆိုးပူဆိုတဲ့ရွာငယ်လေးကနေပေါ်ထွက်လာတဲ့သူရဲကောင်းတယောက်ပဲဖြစ်ပါတယ်ဘလောက်တော့မှသူ့ရဲ့အကြောင်းတွေကစိတ်ဝင်စားစရာကောင်းနေတယ်ဆိုတော့ကိုတော့ကျွန်တော်တို့ကြည့်လိုက်ရအောင်အချိန်အားဖြင့်ဆိုရင်1952ခုနှစ်မှာမြန်မာနိုင်ငံကကြောက်ကြရက်တွေဖြစ်နေပြီးတော့အထီးကယုံနေနဲ့ပြည်နှံ့နေပါတယ်။အဲ့ဒီချိန်မှာအရင်အင်အားကြီးမားပါတယ်ဆိုတဲ့တောင်ငူမင်းဆက်ကလည်းလုံးဝကိုပြိုလဲသွားပြီးတော့နေမြေတွေအပိုင်းပိုင်းခြားခြားဖြစ်ကအားနဲ့လာပါတယ်။ဒါကိုအင်အားကြီးမားနေတဲ့မွန်ပြည်နိုင်ငံဟန်တာဝီကဒီခွင့်ရေးကိုစုပ်ကိုင်ပြီးမြန်မာတို့ရဲ့မြို့တော်အင်းဝါနဲ့အတူမြန်မာတိုင်းနိုင်ငံလုံးမှာတင်ပိုက်ခဲ့ပါတယ်။အဲ့နောက်မှာတော့နောက်ဆုံးပြည်ကိုလည်းဖမ်းဆီးခဲ့ပြီးမြန်မာနိုင်ငံကတာလီဘန်လက်အောက်ခံမွန်တွေရဲ့သိမ်းပိုက်ခြင်းကိုခံခဲ့ရပါပြီ။ဒါပေမဲ့လည်းရှုံးနိမ့်မှုရဲ့ပြပုံတွေကနေပြီးတော့မှကံကြမ္မာကိုစိန်ခေါ်ဖို့အတွက်လူတအူးကလုံးထလာခဲ့ပါတယ်။သူကတော့ဥအောင်စီရလို့ခေါ်ပြီးမုတ်ဆိုးဘိုရွာကပေါက်ဖွာလာတဲ့လူငယ်ရွာကောင်းဆောင်တဦးပဲဖြစ်ပါတယ်။ဥအောင်စီရဟာဆိုရင်သူ့လူမျိုးသားတစ်ခုလုံးဒုက္ခရောက်နေတာကိုမြင်ရတဲ့အခါမှာတော့လုံးဝကြည့်မနေနိုင်တော့ပဲနဲ့သူ့ကိုယ်သူဖျားတစ်ပါးဖြစ်လာမြင်သူအလောင်းဖျားလို့ကြေညာပြီးပြည်တွင်းပြည်ပမှာကွဲပြားနေတဲ့ဗမာနယ်မြေတွေအားလုံးကိုစူးစီးပြီးကျူးကျော်သူတွေကိုတိုက်ထုတ်မယ်လို့စတင်ကတိပြုခဲ့ပါတယ်။ဥအောင်စီရရဲ့အောင်မြင်ဆုံးနဲ့ပထမဦးဆုံးနာမည်ရလာတဲ့အကြောင်းရင်းတစ်ခုကတော့မုံဆိုးကိုကာကွယ်တာပေါ့နော်။ဒီမုတ်ဆိုးဘိုကိုကာကွယ်တဲ့အခါမှာသူ့မှာရှိတာကလူယုံ46ဦးပဲရှိရပေါ့နော်သူနဲ့သူ့လူယုံ46ဦးကဒီရွာငယ်လေးဖြစ်တဲ့မုတ်ဆိုးဘိုကိုခံတဲ့အဖြစ်ပြောင်းလဲခဲ့ပြီးတော့စတင်ခုခံခဲ့ပါတယ်ဒါကိုလည်းမွန်စစ်ဘိုကျုပ်တာလီဘန်လက်အောက်ခံမွန်တပ်တွေကဒီခုခံမှုတွေကိုလေးမထားဘဲနဲ့စတင်တိုက်ခိုက်ခဲ့ပါတယ်လူရင်အားလက်နက်အင်အားနည်းတယ်ဆိုပြီးထင်သေးခဲ့ပေမဲ့လည်းညံရည်တွေလက်ယုံရည်တွေနှလုံးရည်တွေကဥအောင်စီရနဲ့ဥအောင်စီရရဲ့လူယုံ46ယောက်ကိုမကြော်ဖြတ်နိုင်ခဲ့ပါဘူး။ဥအောင်စီရရဲ့ခြုံခိုတိုက်ခိုက်မှုတွေအလစ်တိုက်ခိုက်မှုတွေညဘက်စီးနှမှုတွေကမွန်စစ်တပ်တွေရဲ့စိတ်ဓာတ်ကိုလုံးဝပြပြသွားစေပြီးတော့မွန်တပ်တွေလည်းပြန်လည်ဆုတ်ခွာသွားခဲ့ပါတယ်။အဲ့ဒီချိန်ကနေစပြီးဥအောင်စီရဟာမုတ်ဆိုးပိုချင်းသေးဟုအမည်စတွင်လာပါတော့တယ်။ဒီလိုမျိုးသူ့ရဲ့အောင်ပွဲကချက်ချင်းဆိုသလိုပဲသတင်းပြန့်သွားပြီးတော့နေမီအနှံ့ပြားကစစ်တီတွေကလည်းဥအောင်စရရဲ့အလံတော်အောက်ကိုလာရောက်စုယုံလာခဲ့ကြပါတယ်1954ခုနှစ်မှာသူ့ရဲ့တပ်မတော်ကအရန်ကိုကြီးမားလာပြီးအင်အားတောင့်တင်းနေပြီဖြစ်တဲ့အတွက်မွန်နေသိမ့်ပိုက်ထားတဲ့မြို့ရွာအချို့ကိုတိုက်ထုတ်ရှင်းလင်းပြီးလွတ်လပ်ရေးပေးခဲ့ကတောင်ဘက်ကိုဆက်လက်ချီတက်ခဲ့ပါတယ်အရင်ကလူ46ယောက်သာရှိတဲ့တပ်ဖွဲ့လေးကနေဥအောင်စီရရဲ့ခေါင်းဆောင်ကောင်းပြီးသားမှုစီယုံရေးကောင်းမှုနဲ့ဂုဏ်သတင်းတွေကြောင့်အခုဆိုရင်တော့စိတ်သက်အင်အားလူအင်အားရောပါတောင့်တင်းခိုင်မာတဲ့တပ်မတော်ကြီးတစ်ခုဖြစ်လာပါပြီ1955ခုနှစ်မှာဥအောင်စီရကအထက်ဗမာပြည်ရဲ့နယ်မြေအများစုကိုပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီးတော့မွန်နေရဲ့အဓိကခံတပ်ဖြစ်တဲ့တကုံအခုတော့ရန်ကုန်လို့ခေါ်နေတဲ့နေရာကိုတိုက်ခတ်ရန်ရည်ရွယ်ခဲ့ပါတယ်။ပြောင်မြောက်တဲ့အစီအစဉ်တွေနဲ့အတူရေပြင်းမြေပြင်တွေကပါတဟုန်ထိုးစစ်ဆဆင်ခဲ့ပါတယ်။ဒီထိုးစစ်ကလည်းသူ့ရဲ့မိန်ပေးမှုအောက်မှာစီးစီးလုံးလုံးနဲ့စနစ်တကျဖြစ်နေခဲ့တာကြောင့်အောင်မြင်မြင်နဲ့ပဲမွန်နေရဲ့ခံတပ်ဖြစ်တဲ့တကုံကိုသိမ်းပိုက်နိုင်ခဲ့ပါတယ်။ဒီအောင်ပွဲကိုခိုင်မာစေဖို့အတွက်တကုံဆိုတဲ့အမည်ကနေရန်ကုန်ဆိုပြီးပြောင်းလဲခဲ့ပါတယ်။တိတ်ပဲကတော့ရန်ဖြစ်ချင်းဤအဆုံးသက်ရန်ကုန်လို့ဆိုလိုတာပဲဖြစ်ပါတယ်။ရန်ကုန်ကိုလည်းရသွားပြီဆိုတော့နောက်ဆုံးပန်းနိုင်ဖြစ်တဲ့ဟန်သာဝတီကိုဖြုတ်ချဖို့ထပ်ပြီးကြံရွယ်ပါတော့တယ်။1959ခုနှစ်မစုံမနစ်စီရေးလှုပ်ရှားမှုတွေပြီးရဲ့နောက်ဥအောင်စီရကမွန်ပြည်နိုင်ငံရဲ့အဓိကအသက်သွေးကြောဖြစ်တဲ့ဟန်သာဝတီကိုရောက်ရှိလာခဲ့ပါပြီ။အချိန်ကာလများစွာကြာမြင့်ပြီးတဲ့နောက်ဆုံးမှာဆိုရင်ဒီလိုအဆုံးဖြတ်ပြီးမဲ့တိုက်ပွဲကြီးဟာစတင်တော့မှာဖြစ်ပါတယ်။ဥအောင်စီရကတော့သူ့
ရဲ့အစီအစဉ်တကျလုပ်တဲ့အကျင့်ကြောင့်ပဲမုံနေရဲ့မျိုးရိုးခံတတ်တွေကိုအလွယ်တကူချိုးဖောက်နိုင်ခဲ့ပြီးတော့မုံအုပ်ချုပ်မှုကိုအဆုံးသတ်စေခဲ့ပါတယ်။အဲဒီနောက်မှာရန်သူဘရင်ဖြစ်တဲ့ဗညာတလကိုလည်းဖမ်းဆီးပြီးတော့မြန်မာနိုင်ငံကအလောင်းဖျားရဲ့အုပ်ချုပ်မှုအောက်မှာပြန်လည်စူးစီးနိုင်ခဲ့ပါပြီ။တာမန်ရွာငယ်လေးတစ်ရွာကခေါင်းဆောင်တော်ကိုအဖြစ်ကနေကုန်းပေါင်မင်းဆက်တီထောင်သူအလောင်းဖျားဥအောင်စရာဖြစ်သူအင်အားဖြူဟာပြည်သူတွေရဲ့အချစ်မြတ်တာဆန္ဒတွေနဲ့အင်ပါယာတစ်ခုကိုတည်ဆောက်နိုင်ကြောင်းပထမဆုံးသက်သေပြခဲ့နိုင်သူပဲဖြစ်ပါတယ်။ဒါတင်မဟုတ်ပါဘူး။ဥအောင်စရာရဲ့စစ်ပွဲတွေနဲ့လှုပ်ဆောင်မှုတွေကမြန်မာလူမျိုးသားတစ်ခုလုံးအတွက်လွတ်လပ်ရေးတာမကပဲစီးလုံးရေးညီညွတ်ရေးပေါင်းစည်းရေးတွေကိုအပြည့်အဝခံစားပုံဖော်နိုင်ပြီးစိတ်သက်ခွန်အားအသစ်တွေနဲ့မြန်မာနိုင်ငံကအသစ်တပံပြန်လည်နိုးထလာခဲ့ပါတယ်။ဒါကြောင့်မို့လို့လူအများစုကအလောင်းဖျားဥအောင်စရာသို့မဟုတ်စစ်ပွဲရဲ့ပြပုံထဲကနေနိုးထလာတဲ့ဘုရင်တစ်ပါးဆိုပြီးတင်စားခေါ်ဝေါ်ကြတာပဲဖြစ်ပါတယ်။အဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်ပိုင်းဒီမှာလည်းဒီလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့ဗမာတော်လှန်ရေးဗမာသမိုင်းတွေအကြောင်းကို AI နဲ့စူးစမ်းပုံဖော်တင်ဆက်ပေးသွားပါအောင်မယ်ခင်ဗျာ။